အားလုံးပဲမင်္ဂလာပါဘောလုံးပွဲတွေနေ့စဉ်ဆက်မပြတ်တင်ဆက်ခံမှပေးနေတဲ့မိမခ YouTube channel တွေတော့ကြိုးဆိုပါတယ်ဒီနေ့ကဆိုလို့ရှင်တော့ဇွန်လ23ရက်စနေညပေါ့ဗျာဒီညစနေညမှာပွဲစဉ်3ပွဲရှိမယ်ဗျစနေညဆိုပေမဲ့လို့စနေညမှာကစားမှာတော့ဟွာပဲရှိပါတယ်ဆွစ်ဇာလန်နဲ့ကာတာပွဲပေါ့ညတနာခွဲမှာကစားမယ်ကျန်တဲ့ပွဲတွေကတော့မနက်ခင်းပိုင်းလောက်ကြာမှကစားမယ်ဗျမြန်မာစံတော်ချိန်နဲ့ဆိုလို့ရှင်တော့မနက်ခင်း4ခွဲလောက်မှာဘရာဇီးနဲ့မော်ရိုကိုပွဲကစားမယ်။နောက်ပြန်မနက်ခင်းလောက်မှာ9နာရီခွဲလောက်မှာဆိုလို့ရှိရင်စကော့တလန်နဲ့ဟေတီတို့ပွဲဒီပွဲ3ပွဲကစားမယ်ဗျ။အဲ့ဒါဆိုတော့ဒါဒီအစောဆုံးကစားမယ်ဒီဆွစ်ဇာလန်နဲ့ကာတာပွဲလေးပေါ့။ပြီးတော့စနေညပေါ့ဗျာ။တနင်္ဂနွေမနက်စောပေါ့။တနင်္ဂနွေမနက်စောတနာရီခွဲချိန်မှာကစားမယ်ပွဲလေး။ဆွစ်ဇာလန်နဲ့ခုနပြောတဲ့ကာတာပေါ့။ပေါင်ကြီးပေးတာကဆွစ်ဇာလန်ကနေပြီးတော့နှလုံးကိုအပေါင်90နှလုံးသွင်းတော့အပေါင်90ပေးပြဂိုးပေါင်း3လုံးကိုအပေါင်90ပေးထားတယ်သူတို့ဒီနှစ်နိုင်ငံကကျတော့ဒါဆွစ်ဇာလန်ကဒါဥရောပမှာရှိတဲ့နိုင်ငံသူကဒါဟိုမှာကစားမှာကအမေရိကန်မှာကစားမှာဗျ USA မှာကစားမယ်ကယ်လီဖိုးနီးယားမှာသွားကစားမယ်ပွဲရကာတာကကျတော့ဒါသူအာရှတိုက်ထဲအတင်းနှစ်သင်းလုံးကတော့အာရှတိုက်ကအသင်းရလဲဒါဟိုမြောက်အမေရိကကိုသွားကစားနှစ်သင်းလုံးကတော့ဟိုခရီးပန်းတာတော့ရှိမှာပဲဟိုအာသာကျဲလို့မရှိဘူးနှစ်သင်းလုံးတော့ခရီးပန်းကြလိမ့်မယ်ဒါ FIFA ranking အရဆိုလို့ကျွန်တော်ဒီကာတာက56မှာရှိတယ်ဒီဟွာကကျတော့ဆွစ်ဇာလန်ကကျတော့19မှာရှိတယ်ဗျသူကကျတော့ဒါဥရောပတိုက်ထဲမှာရှိတဲ့နိုင်ငံဆိုတော့ကစားသမားတွေကကျတော့လေဒါနာမည်ကြီးကစားသမားတွေတော်တော်လေးများတယ်ဗျနာမည်ကြီးကစားသမားတွေဆိုရင်သူကဟိုမှာဒေါ်မွန်မှာကစားတဲ့ကစားသမားရှိမယ်ဒေါ်ရီယက်တို့ဒီရန်ပွိုင်းတို့အင်တာမီလန်တို့ရီဘက်တစ်ဘလန်စီယာဖရမ်ဖတ်စတူကတ်အဲ့ဒီလိုဟိုအသင်းတွေမှာကစားတယ်ဗျာဒီဘိုလိုနာတို့ဖရိုင်ဘတ်တို့အေစီမီလန်တို့တော်တော်စုံပါတယ်ဆွစ်ဇာလန်ကဒါဥရောပနိုင်ငံဆိုတော့နာမည်ကြီးအသင်းတွေမှာကစားတဲ့ကစားသမားတွေများတယ်ဗျာပွဲတွေ့ကြုံတွေများတယ်ဒီကာတာကကျတော့သူ့ရဲ့ကာတာလိပေါ့ကာတာလိဒီမှာကစားတဲ့ကစားသမားတွေများတယ်ဗျအဲ့လိုမျိုးဟိုလူတွေအရန်စိတ်ဝင်စားတဲ့နာမည်ကြီးအသင်းတွေမှာကစားတဲ့ကစားသမားတယောက်မှမတွေ့ရအဲ့ဒါကြောင့်လည်းကြီးကနှလုံး90အပေါင်ဒီပုံစံပေးထားတာလို့ပဲထင်တယ်ဒါနောက်ပြီးတော့အင်ရှင်အဝေးကွင်းအဲ့ပုံစံမျိုးအာသာချင်းအားနိုင်ချက်ရလို့မရှိဘူးဗျာဒီနှစ်သင်းကတော့ကျွန်တော်တော့ရှေ့သွမ်းဟိုနဲ့ဟိုအတွေ့အကြုံရတယ်ပဲကြည့်ပြီးတော့ရွေးလိုက်တယ်ဗျာဒီဟွာကကျတော့ဆွစ်ဇာလန်လိုနိုင်ငံကကျတော့ခုနပြောတဲ့အတွေ့အကြုံတွေအများကြီးရှိတဲ့ကစားသမားတွေနဲ့ဝိုင်းရင်ကစားသမားတွေများတာဆိုတော့ကျွန်တော်ဒီဘက်ဆွစ်ဇာလန်ပဲရွေးတယ်ဆွစ်ဇာလန်ကိုရွေးတယ်ဗျနှလုံး90ပေါင်အဲ့ဒီနှလုံးလောက်ကတော့အနေဆုံးရောက်လိမ့်မယ်ဗျနှလုံးတော့အနေဆုံးပြက်လိမ့်မယ်ကျွန်တော်ဒီဘက်ဆွစ်ဇာလန်ဘော်ဒီရွေးတယ်ကိုပေါင်း3လုံး90ပေါင်ကိုပေါင်းအပေါ်ရွေးတယ်ဗျ3လုံးအထိလည်းရောက်သွားနိုင်တယ်Z3 တို့ပါတော့1 2တွေပါဖြစ်ကတော့လဲဘော်ဒီကနည်းနည်းရှုံးမှာပေါ့ဗျာ1 3ပါညာဖြစ်မယ်ဆိုလို့ကျွန်တော်ဘော်ဒီရောကိုပေါင်းအဆင်ပြေနိုင်တယ်ကိုပေါင်းအပေါ်ကြိုက်တယ်ဘော်ဒီဆွစ်ဇာလန်ရွေးတယ်ဗျဒီပွဲကိုဒီနောက်တစ်ပွဲကကျတော့ဘရာဇီးနဲ့မော်ရိုကိုတို့ရဲ့ပွဲသူကကျတော့4နာရီခွဲပေါ့မနက်စော4နာရီခွဲကစားမယ်တနင်္ဂနွေမနက်စောပေါ့ဗျာ4နာရီခွဲမှာကစားမယ်ပေါက်ကြီးကကျတော့ဘရာဇီးကနေတော့တလုံးပေါင်း90ကိုပေါင်းနှလုံး60ပေးတယ်ဗျာဒီနှစ်သင်းကဘရာဇီးကတော့ဒါတောင်အမေရိကတိုင်းမှာရှိတဲ့နိုင်ငံတောင်အမေရိကတိုင်းမှာရှိတယ်ဆိုတော့ဟိုမှာကစားမှာဗျာကိုကအမေရိကန်မှာကစားမှာဆိုတော့ဟိုတောင်အမေရိကနဲ့မြောက်အမေရိကဒီလောက်လေးပဲကွာတာပါအရန်ကြီးတော့သူရာသီဥတုအပြောင်းလဲတွေပါလေတိတ်ဖြစ်လိမ့်မယ်မထင်ဘူးခရီးလည်းအရန်ကြီးတော့ဝင်းမယ်မထင်ဘူးဗျာဒီဝါကကျတော့မော်ရိုကိုကတော့ဒါအာဖရိကတိုင်းမှာရှိတဲ့နိုင်ငံဗျသူကတော့ဟိုနောက်နာအာဖရိကဟိုဖလားပွဲစဉ်တွေမှာဆိုလို့ရှိရင်တော့ final ထိအောင်တက်ထားတာဗျာ final မှာဟိုနဲ့တွေ့ထားတာဟိုစီနီဂေါနဲ့တွေ့ထားတာအဲ့ဆိုမော်ရိုကိုကပြောလို့ရှိရင်အထင်သေးလို့မရတဲ့အတင်းသူ့မှာလည်းနောက်ပြီးတော့ကစားသမားကောင်းတွေအများကြီးရှိတယ်ဗျကစားသမားကောင်းတွေဒီဘရာဇီးလောက်တော့နာမည်မကြီးဘူးပေါ့ကစားသမားကောင်းတွေရှိတယ်ဒီမာစတာဗီတို့မန်ချက်စတာယူနိုက်တက်မှာကစားတဲ့ကစားသမားတွေပရီးမီယာလိမှာကစားတဲ့ကစားသမားတွေမော်ရိုကိုကအများကြီးပဲဒီခရစ္စတယ်ပဲလေးတို့ဖူဝမ်တို့ PSV တို့အဲ့ဒီဟိုဒီမှာကစားတယ်ဗျဟိုဒီဂျီရိုနာတို့လိုင်ယွန်တို့စတူကတ်တို့ရိုမာတို့အဲ့လိုကစားသမားတွေဖရမ်ဘတ်တို့အဲ့ဆိုသူ့မှာလည်းကစားသမားကောင်းတွေအများကြီးရှိတယ်
ဒါပေမဲ့ဘရာဇီးကတော့ပို့ပြီးတော့နာမည်ကြီးတာပေါ့ဗျာဘရာဇီးကစားသမားတွေကတော့ဒီဗီနီရှက်ဂျူနီယာတို့ရှိမယ်ဗျာကိုညာတို့ရှိအောင်မယ်နောက်ပြီးတော့ရာဘင်ညာတို့လည်းရှိအောင်မယ်သူ့မှာတော့လီဗာပူးမှာကစားတဲ့ဂိုးသမားပါမယ်ဗျာနောက်ပြီးတော့ဒီအာဆင်နယ်မှာကစားတဲ့ဒီနောက်တန်းဂါဘရီယယ်တို့ရှိမယ် PSG မှာကစားတဲ့ကစားသမားဂျူဗင်တက်အများကြီးကဒီဟွာကတော့ဘရာဇီးကစားသမားတွေကတော့ပို့ပြီးတော့ဟွာဖြစ်တယ်ဗျနာမည်ကြီးတာတွေလည်းများတယ်ပေါက်ကြီးပေးတာကဘရာဇီးကနေပြီးတော့တစ်လုံးကို90ပေါက်သူကတောင်အမေရိကဇုံဆိုတော့ဒါအမေရိကဇုံထဲမှာပါတဲ့နိုင်ငံဆိုတော့သူကတော့ရာသီဥတုအပြောင်းလဲလဲတိတ်ရှိမယ်လို့မထင်ဘူးအရင်ပြောင်းလဲမယ်မထင်ဘူးဒီအာဖရိကအသင်းကတော့ဒါဟိုမှာမြောက်အမေရိကကိုသွားကစားမှာဆိုတော့သူကတော့နည်းနည်းအပြောင်းလဲတန်ရာသီဥတုတန်တွေရောပါတော့ခီးပန်းနိုင်တွေပုံမယ်လို့တော့ထင်တယ်ဗျဟိုနောက်ပြီးတော့ကစားသမားတွေကျတော့လေခုနပြောလို့ပဲနာမည်ကြီးကစားသမားတွေပါတယ်ဆိုမလို့ကျွန်တော်တို့ဘရာဇီးကစားသမားတွေတော့တိတ်တော့နာမည်မကြီးတာတွေများတယ်ဗျအဲ့ဒါဆိုကျွန်တော်ဒီပွဲတစ်လုံးအသာနဲ့တော့ဘရာဇီးနိုင်လိမ့်မယ်လို့ပဲထင်တယ်ဗျဒီပွဲတစ်လုံးပေါင်း90ဒီပွဲလဲကျွန်တော်ဘရာဇီးပဲရွေးတယ်ဗျဘရာဇီးဘော်ဒီကြိုက်တယ်ကိုးပေါင်းကတော့နည်းနည်းလေးပဲပေးတယ်ဗျကိုးပေါင်းကနှလုံးကိုခုနဘယ်လောက်လဲ60အရှုံးပေးတယ်ဗျကိုးပေါင်းနှလုံး60အရှုံးသူချင်းတွေးတဲ့ပွဲက2ကြိမ်တွေးဦးတယ်ဗျာဒီ World Cup မှာရောင်ဘောကူလို့ရှိမှာ World Cup တစ်ကြိမ်တွေးတယ်အဲ့တော့ဘရာဇီးက3-0နဲ့နိုင်တယ်ဗျာ2023မှာတော့ခြေစမ်းပွဲကစားတော့အဲ့ပွဲတော့မော်ရိုကိုအင်ကွင်းမှာကစားတယ်မှာအဲ့ပွဲတော့2-1လောက်နဲ့ပြီးတယ်ကိုးပေါင်းကတော့ဒီနဲ့တင်းတွေ့တယ်ကိုးပေါင်းပေါ်တော့ပေါ်တယ်ခုလက်ရှိအနေထားလဲနှစ်တင်းလုံးဘိုးသွင်းနိုင်မှာပါကျွန်တော်တော့ကိုးပေါင်းကြီးပြော့ပေမဲ့ဒီဘက်ကိုးပေါင်းအပေါ်ကြိုက်တယ်ကိုးပေါင်းအပေါ်ကြိုက်တယ်ဘရာဇီးကစားသမားတွေလည်းသူတိုက်စစ်ကကောင်းတာဆိုကျွန်တော်ဘိုးသွင်းနိုင်မယ်ထင်ပါတယ်ဒီပွဲတော့နှစ်ဖက်ပေါင်း3လုံးရောက်လိမ့်မယ်ဗျာကိုးပေါင်းအပေါ်ဘော်ဒီဘရာဇီးပဲရွေးတယ်ဗျာကျွန်တော်အဲဒီနောက်တစ်ပွဲကဟေတီနဲ့စကော့တလန်တို့ပဲပွဲဖြစ်ပါတယ်သူကကျတော့မြန်မာစံတော်ချိန်9နာရီခွဲပေါ့မြန်မာစံတော်ချိန်9နာရီခွဲဆိုတော့သူကတနင်္ဂနွေမနက်ခင်းကစားမှာ9နာရီခွဲမှာကစားမယ်ပေါက်ကြီးပေးတဲ့စကော့တလန်တစ်လုံးကိုအပေါင်း30ကိုပေါင်းကနှလုံး100ရှုံးပေးလို့ရဒီပွဲကတော့ဒါစကော့တလန်ကဥရောပတိုက်ထဲမှာရှိတဲ့နိုင်ငံပဲသူကကျတော့ဒါမြောက်အမေရိကကိုသွားကစားမှာဆိုခရီးတော့နည်းနည်းပန်းလိမ့်မယ်စကော့တလန်က FIFA rank ဆိုလို့ချင်းအဆင့်42မှာရှိတယ်ဗျာ FIFA ranking ဆိုလို့ချင်း42ဟေတီကတော့83မှာရှိတယ်ဟေတီကတော့ဒါမဲ့သူကမြောက်အမေရိကတိုက်တဲ့နိုင်ငံဆိုတော့ကစားမှလည်းဒါ USA မှာကစားမှဆိုတော့အရင်ကြီးတော့ခရီးဝေးမဲ့မတင်ဘူးတတိုက်သေးဆိုတော့လေအဲ့တော့နည်းနည်းခီးပန်းတော့နည်းနည်းသက်တာလေးပဲဒါမဲ့ဟေတီမှာကနာမည်ကြီးကစားသမားတွေတိတ်မရှိဘူးသူကကျတော့သူ့လိမှာလောက်ပဲကစားတဲ့ကစားသမားတွေပဲရှိမယ်ဗျဒီရန်ပွိုင်းတို့ဘာလို့အဲ့လိုနေရာလေးမှာရန်ပွိုင်းတို့အန်ဂါတို့အဲ့လိုအသင်းလေးတွေမှာကစားတဲ့ဒီအော်ဈေးတို့အဲ့လိုအသင်းလေးမှာကစားတဲ့ကစားသမားလေးအရင်မထင်မရှားကစားသမားလေးတော့သူ့မှာရှိတယ်ဗျဒီအဖွာကတော့စကော့တလန်ကတော့ပို့ပြီးအဖွာဖြစ်တော့နာမည်ကြီးကစားသမားတွေအများကြီးပဲသူကတော့ဒီပရီးမီးယားလိမှာဟိုပဲဒီ Nottingham Forest လို့အသင်းကစားတဲ့ Brentford Liverpool အဲ့ဒီမှာကစားတဲ့ကစားသမားတွေအများကြီးပဲဗျဒီ Ipswich တို့ဘုံမောက်တို့ Southampton တို့အဲ့လို Aston Villa တို့အဲ့ဒီမှာကစားတဲ့ကစားသမားတွေများတယ်ပြောရရင်တော့ဒီဟိုကစကော့တလန်ကစားသမားတွေကတော့ဥရောပအတွေ့အကြုံတွေဥရောပဘေးမှာရှိတဲ့နိုင်ငံကစားသမားတွေကတော့အတွေ့အကြုံရင်းကစားသမားတွေကများတယ်ဗျပေးတာစကော့တလန်တစ်လုံးကိုအပေါင်း30ပေးတယ်ခီးတော့နည်းနည်းပန်းလိမ့်မယ်ဗျာဒီပွဲနဲ့ကျွန်တော်တော့အပေါ်သင်းပဲကြိုက်တယ်အပေါ်သင်းကိုဘက်ကံကလည်းကစားသမားချင်းနေရှင်တော့လည်းအရင်ကြီးကွာနေတာဆိုတော့လေဘာမှကန်ရဲဘူးပဲကျွန်တော်ကတော့ကန်ရဲတဲ့လူတော့ဘက်ကံကစားပေါ့ဗျာဒါမျိုးအတွေ့အခေါ်တစ်မျိုးကျွန်တော်နဲ့မတူတဲ့လူကတော့ဘက်ကံကစားခြင်းလည်းကစားပေါ့ကျွန်တော်ကတော့ကစားသမားကောင်းတွေရှိတဲ့နိုင်ငံနဲ့တွေ့လို့ကတော့ပေါက်ကြီးကိုလည်းကျွန်တော်အရင်မရှိပေါက်ကြီးအရင်ကွာရင်တော့လည်းတစ်မျိုးတစ်မျိုးခံမှန်းရင်လည်းခံမှန်းမှာပေါ့အသင်းခြေသွမ်းခြင်းလည်းအရင်မကွာဘူးဆိုတော့လည်းတစ်မျိုးဖြစ်ရင်လည်းဖြစ်အောင်ကျွန်တော်ဒီပွဲမှာလည်းစကော့တလန်ပဲရွေးတယ်ဗျတလုံးပေါင်း30အဲ့ဒီကြေးမအောင်ရင်မအောင်ဖို့ပဲပေါ့ကြေးပြည့်မရရင်မရဘူးပဲတလုံးပေါင်း30နဲ့ကတော့တေချာပေါက်ဖြစ်လိမ့်မယ်နိုင်လိမ့်မယ်လို့ပဲထင်ပါတယ်ဒီပွဲမှာလည်းကျွန်တော်စကော့တလန်ပဲရွေးပါတယ်ဗျကိုးပေါင်းကတော့နှလုံးကို100ရှုံးပေးတယ်ကျွန်တော်ဒီပွဲကိုးပေါင်းကတော့ကိုးပေါင်းအောက်ပဲကြိုက်တယ်စကော့တလန်တစ်ဖက်တည်း Z1 Z2 ဒီလောက်ပဲဖြစ်လိမ့်မယ်လို့ထင်တယ်ကျွန်တော်ဒီပွဲကိုးပေါင်းအောက်ကြိုက်တယ်ဗျဒီဟေတီနဲ့စကော့တလန်မှာကိုးပေါင်းအောက် body စကော့တလန်ရွေးတယ်ဘရာဇီးပွဲမှာကတော့
ကျွန်တော်ဘရာဇီးဘော်ဒီရွေးတယ်ကိုပေါင်းတော့ကိုပေါင်းအပေါ်ရွေးထားတယ်ဗျကာတာနဲ့ဆွစ်ဇာလန်ပွဲအဲ့ပွဲလဲကျွန်တော်ကိုပေါင်းအပေါ်ပဲရွေးတယ်ဒီနေ့ခံမှန်းတာတော့ဒီ3ပွဲပေါ့ဗျအကြိုက်တူမှလည်းကစားကျွန်တော်မနေ့ကခံမှန်းတာကမနေ့ကဒီကနေဒါပွဲတော့ကိုပေါင်းအောက်လေးပဲအဆင်ပြေတယ်ကျွန်တော်ဒီ USA ပွဲက USA နဲ့ပါရာဂွေးပွဲအဲ့ပွဲ body USA ကတော့မနေ့က6ပြည့်ကျိတ်သွားဆိုအဲ့ပွဲ body အဆင်ပြေလိမ့်မယ်ကနေဒါပွဲက body မှားတယ်ဗျာကိုပေါင်းလေးပဲအဆင်ပြေတယ်အဲ့ဒီအရင်နေ့ကဟိုမက္ကဆီကိုပွဲပေါ့ပွဲစားတယ်နေအဲ့ပွဲနေ့ကတော့မက္ကဆီကို body ရမယ်ကိုပေါင်းအောက်ရမယ်အဲ့နေ့အဲ့ပွဲလေးကစုံရမယ်ဗျာကိုရီးယားပွဲတော့မှာအဲ့ဒီနေ့ကဒီ3ပွဲအကြိုက်တူမှလည်းကစားအကြိုက်မတူလည်းဘက်ကန်ပြီးတော့ကစားကိုကတော့ပွဲတွေစားတဲ့အချိန်ဆိုအရင်တော့ကြည့်လို့တော့ကောင်းချင်မှကောင်းမယ်ဗျနောက်ပိုင်းအောင်တော့ပို့ပြီးတော့အကျိတ်နဲ့ဖြစ်လာမှာပေါ့ Telegram channel လေးကထုံးစံတိုင်း comment ထဲမှာထည့်ပေးထားမယ် Telegram channel ထဲမှာလည်းကျွန်တော် brief ပွဲတွေထည့်ပေးပါတယ် member ဝင်ခြင်းနဲ့ဆိုလို့ရှိရင်လည်း member ဝင်လို့ရတယ်ဗျကျွန်တော်ဆက်သွယ်လို့ရတယ်အပေါင်း6316 923336ခုအဲ့ဒီကနေပြီးတော့ဆက်သွယ်လို့ရတယ် Viber Telegram သုံးပါတယ်အဲ့ဒီကနေတော့ဆက်သွယ်လို့ရတယ်ကမ္ဘာဖလားပွဲစဉ်တွေတလားကြော်လောက်ကစားမှာပါအဲ့ဒီပွဲတွေအတွက် member ဝင်ခြင်းနဲ့ဆိုလို့ရှိရင်ဆက်သွယ်ပေးလို့ရတယ်ကျွန်တော်ဗီဒီယိုလေးကြိုင်နေတတ်တယ်ဆိုလို့ရှိရင် like နဲ့ subscribe လေးပေးပါနောက်ပြီးတော့ notification bell လေးလည်းနှိပ်ထားပေးဖို့တောင်းဆိုပါတယ်ဒီပွဲလေးတွေကနေတော့ဘယ်သင်းနေနိုင်မယ်ဘယ်သင်းတွေကရက်တင်စေပြေမလဲမိတ်ဆွေတို့ comment မှာခံမှန်းပေးလို့ရပါတယ်ခုညမှာအားလုံးပဲအဆင်ပြေကြပါစေအားလုံးကိုကျေးဇူးတင်ပါတယ်